လေရင်ပေါ်တက်ပြီးပထမဆုံးလုပ်ခဲ့တဲ့အရာကတော့လေရင်ပေါ်မှာရှိသမျှရေတန့်ဘူးအားလုံးကိုသိမ်းကျုံဝယ်ယူလိုက်တာပါပဲလူတိုင်းကကျွန်တော်ကိုရေငတ်လုံးလို့ယူနေပြီဆိုပြီးဝိုင်းရကြပေမဲ့သူတို့မတိတာတစ်ခုကကျွန်တော်ဟာဘဝဟောင်းကနေပြန်လဲနိုးထလာသူ reborn တယောက်ဖြစ်နေတာပါလွန်ခဲ့တဲ့3နှစ်ကဒီလေရင်ဟာမိုးချိုးမုန်တိုင်းနဲ့ကြုံတွေ့ခဲ့ရဖူးပါတယ်လေရင်အင်ဂျင်ကိုမိုးချိုးထိမှန်ခဲ့ပြီးခရီးသည်80%တိဆုံးခဲ့ရပါတယ်ကျွန်တော်ကတော့ကံကောင်းထောက်မှာစွာနဲ့လူသူမရှိတဲ့ကျွန်းပြက်တစ်ခုပေါ်မှာတောင်တင်ပြီးရှင်သန်ကြံရစ်ခဲ့တယ်အဲ့ဒီကျွန်းပေါ်မှာအစားအစာနဲ့တောက်ရည်တန့်မရှိပေမဲ့ကျွန်တော်တို့3နှစ်ကြာအောင်ရုန်းကန်ရှင်သန်ခဲ့ကြပါတယ်တနေ့မှာတော့ပင်လေအောက်ခြေမှာယတနာတစ်ခုရှိကြောင်းကျွန်တော်တို့သိခဲ့ရတယ်အဲ့ဒီယတနာထဲမှာဟီလီဝတ်အခြေစိုက်စခန်းတစ်ခုရဲ့တော့ရှိနေပြီးအဲ့ဒီစခန်းကလှီတွေနဲ့ကျွန်းကနေလွတ်မြောက်နိုင်မှာပါဒါကြောင့်ကျွန်တော်နဲ့ကျွန်တော်ရီးစားဟာယတနာရှာဖို့ပင်လေတွေမှုတ်ခဲ့ကြတယ်ဒါပေမဲ့ယတနာကိုတွေးလိုက်တဲ့အချိန်မှာပဲကျွန်တော်ရီးစားကကျွန်တော်ကိုနောက်ကျောကနေရုတ်တရက်တိုက်ခိုက်ပြီးယတနာကိုယူကတယောက်တည်းထွက်ပြေးသွားခဲ့တယ်သူဟာကျွန်တော်ကိုချစ်လို့မဟုတ်ဖေယတနာအတွက်ပဲအနာကပ်ခဲ့တာပါအဲ့ဒီအချိန်မှာကျွန်တော်တီတော့မယ်လို့ထင်ခဲ့ပြီးမယ်တခြားမိန်းကလေးတယောက်ကကျွန်တော်ကိုကေတင်ခဲ့ပါတယ်အဲ့ဒီအချိန်ကျမှပဲကျွန်တော်ရီးစားရဲ့စိတ်ရင်းအမှန်ကိုသိလိုက်ရတော့တယ်ကျွန်တော်တို့ကိုကလေးစားချေဖို့ကြုံဝါခဲ့ပြီးမယ်ရုတ်တရက်ဆူနာမီလှိုင်းကြီးရောက်လာပြီးအရာအားလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်တီခန်ဒီအချိန်မှာမထိုက်တန်တဲ့သူအတွက်ဘဝကိုအလားအဖြုံးတီးခဲ့မိတာကိုနောင်တရရင်ကျွန်တော်ကိုကေခဲ့တဲ့မိန်းကလေးကိုကြီးစုတင်ချင်စိတ်တွေပြင်းထန်နေခဲ့တယ်ဖျားသခင်ကကျွန်တော်ရဲ့နောင်တကိုကြားသွားတာထင်ပါရဲ့ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့3နှစ်ကမိုးချိုးမုန်တိုင်းမကြရောက်ခင်မိနစ်20အလိုလေရင်ပေါ်ကိုပြန်ရောက်နေခဲ့ပါပြီကျွန်တော်အဲ့ဒီမိန်းကလေးကိုရှာပြီးအတူတူလွတ်မြောက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ရီးစားကသူရထားတာ economy class ဖြစ်နေလို့ဆိုပြီးလာပြဿနာရှာပါတယ်သူဘလို့လူလဲဆိုတာသိနေပြီမို့ကျွန်တော်ချက်ချင်းပဲလမ်းခွေလိုက်တယ်ပြီးနောက်ကျွန်တော်ကိုကေခဲ့တဲ့မိန်းကလေးကိုတွားရှာပြီးဘာပြီးဖြစ်တော့မယ်ဆိုတာပြောပြပေးမယ်သူကကျွန်တော်ကိုမသိတဲ့အပြင်လီရင်မေးတွေကိုတောင်တိုင်လိုက်ပါသေးတယ်လီရင်မေးတွေကကျွန်တော်ကိုခရီးသည်တွေကိုမနှောက်ယှက်ဖို့တတိပေးတယ်ကျွန်တော်စွတ်အတင်းလီရင်ပေါ်ကဆင်းဖို့ကြိုးစားခဲ့ပေမဲ့အပြေမှာနေတာနေတော့ကြောင့်